မင်္ဂလာပါရှင်ကျမကတော့စထာပနာ limited ရဲ့ဇုတ်ဌာနမှာ customer service unit manager မဆုပမန်ချန်ဖြစ်ပါရှင်ယခုကြည့်ရှုနေကြတဲ့မိဘပြည်သူမောင်နှမများကိုကျမတို့စထာပနာ limited ရဲ့ digital financial literacy အစီအစဉ်လေးနဲ့မိတ်ဆက်ပေးလိုပါရှင်Digital literacy နဲ့ financial literacy နဲ့ကိုပေါင်းစပ်ထားတဲ့ digital financial literacy လို့ခေါ်တဲ့ digital ငွေရေးကြေးရေးနဲ့ဘဏ္ဍာရေးပညာပေးအစီအစဉ်ဟာဆိုရင်ကျမတို့စထာပနာရဲ့အသေးသားတွေကိုငွေကြေးဆိုင်ရာဗဟုသုတရေးမျှဝေပေးရဲ့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်ဒီအစီအစဉ်ကိုကြည့်လို့ရတဲ့ရည်ရွယ်ချက်တွေကတော့စထာပနာအသင်းသားများဝင်ငွေထွက်ငွေနဲ့အကျွေးကိုကောင်းမွန်စွာစီမံခန့်ခွဲတတ်စေရန်တိုးတက်ပြောင်းလဲလာတဲ့ခေတ်ရဲ့လိုအပ်ချက်အရာစထာပနာအသင်းသားများ digital ငွေကြေးအလေးထားများကိုပုံလို့ရင်းနှီးနားလည်နိုင်စေရန်နဲ့ digital ငွေကြေးစနစ်၏ကောင်းကျိုးများကိုအသင်းသားများရရှိခံစားနိုင်စေရန်ဖြစ်ပြီးနောက်ဆုံးအနေနဲ့ကတော့ financial inclusion လို့ခေါ်တဲ့ဒီလိုအားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ဘဏ္ဍာရေးစနစ်တည်ဆောက်မှုကိုမြင့်တင်ရန်ကြိုးပမ်းဆောင်ရွက်မှုဖြစ်စဉ်မှာစထာပနာအနေနဲ့လည်းတစ်ဖက်တစ်လမ်းမှာပါဝင်အထောက်အကူပြုရန်လိုပဲဖြစ်ပါရဲ့ရှင်ကျမတို့အခုရောက်ရှိနေတာကတော့စထာပနာစံချောင်းရုံးခွဲဖြစ်ပြီး digital ငွေရေးကြေးရေးနဲ့ဗဏ္ဍာရေးပုဂ္ဂလိကမျှဝေပေးနေတာကိုကျမနဲ့အတူတူလက်တွေ့ကြည့်ရှုလေ့လာကြပါစို့ရှင်ညီမလေးမင်္ဂလာပါမင်္ဂလာပါအမညီမလေးနာမည်နဲ့ယာရုလေးမိတ်ဆက်ပေးပါအောင်နော်ဟုတ်ညီမကတော့စထာပနာ limited ဈေးကွက်ဌာနမှာ customer service unit officer မဆန်းကလျာကိုဖြစ်ပါတယ်ရှင်ညီမလေးကိုဒီနေ့မျှဝေပေးမယ် digital ငွေကြေးနဲ့ဗဏ္ဍာရေးပုဂ္ဂလိကလေးတွေကိုလည်းပြောပြပေးပါအောင်နော်ဟုတ်ကဲ့ပါအမညီမတို့ဒီနေ့မျှဝေပေးမယ် digital ငွေကြေးနဲ့ဗဏ္ဍာရေးဗဟုသုတတွေမှာဆိုရင်ဝင်ငွေထွက်ငွေစုဆောင်းမှုသုံးစွဲမှုနဲ့ရင်းနှီးမြှုပ်နှံမှုချင်းငွေနဲ့အကျွေးကိုစီမံခန့်ခွဲခြင်းdigital ငွေကြေးဆိုင်ရာဗဟုသုတများနဲ့ digital platform မှာရရှိနိုင်သောဝန်ဆောင်မှုများမနက်ဖြန်လုပ်ငန်း၏အခြေခံဗဟုသုတအစရခေါင်းစဉ်ငယ်လေးပေါင်းမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါညီမလေးရေဒါဆိုရင်အမတို့ digital ငွေကြေးနဲ့ဗဏ္ဍာရေးဗဟုသုတမျှဝေပေးနေရကိုအတူတူလေ့လာကြပါစို့နော်ဟုတ်ကဲ့ပါအမနောက်တစ်ခါကျတော့ KP ပေါ့ KP ဆိုရင်အချင်းချင်းဝေတွဲတာဒီတရားတွေတွဲတာမဝေတွဲဆိုတာဘာကနေချလို့ရတဲ့တော့ကိုယ့်ရဲ့ပတ်ဆက်ကိုကိုဘက်ကကိုးတဲ့သူကတိပါတယ်တိသွားတော့နောက်တစ်ခါကကိုမိုးထဲမှာရှိတဲ့ဟိုသိန်း90လား100လားသူကအကုန်လုံးထုတ်သွားတယ်ဒီလိုလုပ်လို့ရတယ်เนาะအဲ့ဒါကြောင့်လင်းတွေကိုလွယ်ကိုဝင်မကြည့်ပါနဲ့ပေါ့เนาะသူကသုံးရတာတော့လွယ်တယ်အန်ဒီရင်းများတယ်ဒီကြီးတွေကိုကြည့်ကြအောင်เนาะမင်္ဂလာပါရှင်အမမင်္ဂလာပါအမရဲ့နာမည်လေးနဲ့လက်ရှိအလုပ်ကိုင်လေးကိုမိတ်ဆက်ပေးပါအောင်နော်အမနာမည်ကတော့မအီဖြိုးပါလက်ရှိအလုပ်ကိုင်ကတော့အမကတော့အယောင်းဝယ်ပဲပေါ့နော်ဟုတ်ကဲ့ပါအမဒါဆိုရင်ဒီနေ့အစီအစဉ်ကနေပေါ့နော်အမအတွက်ဘယ်လိုဗဟုသုတအတစ်တွေရရှိခဲ့လဲဆိုတာနည်းနည်းလောက်ပြောပြပါအောင်နော်ဒီနေ့တော့သူတို့က digital ငွေကြေးပိုင်းဆိုင်ရာတွေရှင်းပြတဲ့အတွက်နားလည်တယ်ပြီးတော့ငွေကြေးကိုဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့အကြောင်းလေးရှင်းပြပါတယ်ဟုတ်ကဲ့ပါရှင်စထာပနာအတွက်အမတ်တရစကားလက်ဆောင်ဖြစ်ဖြစ်အကြံပြုချင်တာလေးဖြစ်ဖြစ်ရှိရင်ပြောပြပါအောင်နော်အမားတို့ကတော့စထာပနာနဲ့လက်တွဲရတာအဆင်ပြေပါတယ်စထာပနာဒီထက်မှကအောင်မြင်ပါစေနော်ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါပဲအမလာပါအကိုမင်္ဂလာပါဟုတ်ကဲ့ပါအကိုနာမည်နဲ့အလုပ်ကိုင်လေးမိတ်ဆက်ပေးပါအောင်နော်ကျွန်တော်နာမည်ဦးအောင်ဝင်းပါကျွန်တော်ကရေကတက်တာတို့တရားကုန်းတို့ပြင်ပါတယ်ဟုတ်ကဲ့ပါအကိုဒီနေ့အစီအစဉ်ကနေပေါ့နော်အကိုအတွက်ဘယ်လိုဗဟုသုတတစ်တွေရရှိခဲ့လဲဆိုတာနည်းနည်းလောက်ပြောပြပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့အစီအစဉ်မှာဘုဒ္ဓအနေနဲ့ကတော့ကျွန်တော်ဟိုဆရာမရှင်းပြတဲ့ဟိုလားလေတနေ့တာဝင်ငွေဒီနေ့ဝင်ငွေဆိုတော့ခုန9သိန်းကျွန်တော်ဝင်ငွေက9သိန်းနဲ့တနေ့ကိုဟုတ်ကဲ့ကျွန်တော်တုံးအဲ့တနေ့တာကို9သိန်းတော့တုံးလိုက်မယ်ဆိုရင်ဟုတ်ကဲ့ကျွန်တော်မှာဒီ2သိန်းလောက်တင်သွားမယ်ဗျာအဲ့ဒါလေးကိုကျွန်တော်အရင်သဘောကျတယ်ဟုတ်ကဲ့တခြားဟာတွေလည်းအများကြီးပူဇော်ရပါတယ်ဟုတ်ကဲ့ပါအကိုစထာပနာအတွက်အမတ်တရစကားလက်ဆောင်ဖြစ်ဖြစ်အကြံဉာဏ်ပေးချင်တာလေးဖြစ်ဖြစ်ရှိရင်လည်းပြောပြပါအောင်နော်ဟုတ်ကဲ့ပါစတာမနာတွက်နေဆိုရင်ပြောစရာလည်းအများကြီးရှိပါတယ်ကျေးဇူးလည်းအများကြီးတင်တယ်ဗျအဲကျွန်တော်တို့ကစတာပနာထုတ်ပေးလိုက်တဲ့
အဲဒီဝေးကြီးလေးတွေကကျွန်တော်တို့လုပ်ငန်းလေးမှာလည်းအသုံးချရတယ်ပြီးတော့စီးပွားရေးလည်းစင်ပြေတော့ဗျာအဲ့ဒါလေးကိုပြောကူအရန်ကိုလည်းပီတိဖြစ်တယ် ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်နော် ဟုတ်ကဲ့ပါ မင်္ဂလာပါအမ မင်္ဂလာပါညီမလေး ဟုတ်ကဲ့ပါအမနာမည်နဲ့အလုပ်ကိုင်လေးမိတ်ဆက်ပေးပါအောင်နော် မနမဟိုမခင်လာကြီးလို့ခေါ်ပါတယ်အလောက်ကန်ရတော့စင်မင်းစစ်ပါဈေးရောက်ပါတယ်ကုံစင်းရောက်ပါ ဟုတ်ကဲ့ပါအမဒီနေ့အစီအစဉ်ကနေအမအတွက်ဘလို့ဗဟုသုတအသစ်တွေရရှိခဲ့လဲဆိုတာလည်းနည်းနည်းတော့ပြောပြပေးပါအောင်နော် ဟိုမသိတာလေးတွေရှင်းပြပေးတဲ့အတွက်ဟိုအကုန်လုံးလုပ်ငန်းတွေးကြုံရောစီးပွားရေးကြောင်းတွေရောဟိုငွေစုပုံစုနီးတွေပေါ့နော်အဲ့လိုမျိုးတွေဟိုငွေကြေးနဲ့ဆိုင်ရာစီမံခန့်ခွဲမှုတွေပေါ့အဲ့ဒါတွေတော့နားလေသဘောပေါက်ပါတယ် ဟုတ်ကဲ့ပါအမစထာပနာအတွက်အမတ်တရားစကားလက်ဆောင်ဖြစ်ဖြစ်အကြံပေးချင်တာလေးဖြစ်ဖြစ်ရှိရင်လည်းပြောပြပါအောင်နော် ဒီထက်မကဆရာပရာအောင်မြင်ပါသေးလို့ဆုတောင်းပေးပါတယ်ဟိုအသင်းသားတွေလည်းများများရရှိပြီးတော့လေလူမှုအကျိုးစီးပွားရေးကိုဟိုဒီထက်ကောင်းမှုအောင်ပို့လောက်ကင်နိုင်ပါသေးလို့ဆုတောင်းပါတယ် ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်ရှင် မမလည်းကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဒီပါဒီလူမောင်နှမများရှင်ယခု digital ငွေကြေးနဲ့ဗဏ္ဍာရေးဗဟုသုတမျှဝေပေးအပ်မှုကိုစထာပနာရဲ့ပြည်내နဲ့တိုင်းဒေသကြီးအသီးသီးမှာရှိရဲ့ရုံးခွဲများမှတစ်စစ်တစ်နှစ်နဲ့ရင်အသင်းသားပေါင်း1000ဝန်းကျင်ခန့်ကိုပေးအပ်လျက်ရှိပြီးကျမတို့အသင်းသားရဲ့အတွက်အတူကျေးဇူးရရှိမယ်လို့ကောင်းမွန်စွာယုံကြည်ပါရှင်ဒီအစီအစဉ်ကိုကြည့်ရှုနေကြတဲ့တဦးတစ်ယောက်ချင်းစီကိုစထာပနာမိသားစုမှာကျေးဇူးတင်ရှိပါရဲ့ရှင်